ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လူတော်တော်များများဟာကိုယ့်ရဲ့အနာဂတ်အိမ်အောင်ရဲ့အကြောင်းစိတ်ဝင်စားကြပါတယ်အိမ်အောင်ကြမလားဒါမှမဟုတ်တယောက်တည်းပဲအေးဆေးနေရမလားဆိုတာကိုကျွန်တော်လောအားပြင်ဖို့ကအိမ်အောင်ရေးလမ်းကြောင်းကိုကြည့်ပြီးတော့ခံမှန်းကြည့်လို့ရပါတယ်ကျွန်တော်တော့ပေါမောက္ခဒေါက်တာရှူမီရဲ့သားလည်းပဲဆရာရောက်ဖြစ်ပါတယ်လက္ခဏာနဲ့ KB နဲ့ FB တွေစနစ်တို့နဲ့စာလာစစ်ဆေးခြင်းများဆောင်ရွက်ပေးလျက်ရှိပါတယ်လက်တန်းရဲ့အောက်ခြေနှလုံးလမ်းကြောင်းချမှာရှိတဲ့ဒီလမ်းကြောင်းလေးကိုပြောတာပါလက်တန်းရဲ့အောက်ခြေနှလုံးလမ်းကြောင်းရဲ့ခြားထဲမှာရှိတဲ့လမ်းကြောင်းတူလေးကိုပြောတာပါအဲ့ဒီလမ်းကြောင်းလေးရဲ့ပုံစံကြည့်ပြီးတော့ကျွန်တော်တို့ဆက်စစ်ဖြေရှာကြည့်လို့ရပါတယ်ခုပြောပြမယ့်လက္ခဏာတွေရှိရင်တော့အိမ်အောင်မပြူပဲနဲ့တကူလေးနေရတာကိုပုံနှစ်သက်တဲ့လူဖြစ်လာနိုင်ပါတယ်ကျွန်တော်အိမ်အောင်ရေးလမ်းကြောင်းကတည်တည်တသာတူနေမယ်ဆိုရင်ဒါဟာအိမ်အောင်ရေးအပေါ်ကိုစိတ်ဝင်စားမှုနေတာဒါမှမဟုတ်ရင်ကျွန်တော်အိမ်အောင်ကြဖို့အခွင့်အလန်းနေတာကိုပြနေတတ်ပါတယ်ဒီလမ်းကြောင်းကဒီအိမ်အောင်ရေးလမ်းကြောင်းလေးอ่ะပေါ့ဒီအိမ်အောင်ရေးလမ်းကြောင်းလေးကထင်ရှားမှုမရှိဘူးအားနည်းနေမယ်ဒါမှမဟုတ်ရင်ပြက်ပြားကြီးဖြစ်နေမယ်ဆိုရင်ကျွန်တော်အခြေအနေနဲ့ပတ်သက်ပြီးတော့ပြပြတသားမရှိတာဒါမှမဟုတ်ရင်တယောက်တည်းနေရတဲ့ဘဝကိုပို့ပြီးတော့လွတ်လပ်တယ်လို့ခံစားနေရတဲ့လူတွေမှာအဲ့လိုမျိုးတွေ့ရှိရပါတယ်။ဆိုအိမ်အောင်ရေးလမ်းကြောင်းပေါ်ကအိမ်အောင်ရေးလမ်းကြောင်းလေးကအပေါ်ကိုနည်းနည်းလေးကော့တန်နေမယ်ဆိုရင်အဲ့လူကကျွန်တော်တကူတည်းနေလို့စိတ်ပြင်းရမ်းပြင်းပြလာတတ်ပါတယ်။အိမ်အောင်ပြုဖို့ထက်မိမိရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုပို့ပြီးတော့တန်ဖိုးထားသူတွေမှာဒီလိုပုံစံမျိုးတွေတွေ့ရပါတယ်။ခြုံပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်တော့အိမ်အောင်ရေးလမ်းကြောင်းတူနေတာပြီးတော့မထင်မရှားဖြစ်နေတာဒါမှမဟုတ်ရင်အဲ့လိုပြပြကြီးဖြစ်နေတာဆိုပြပြကြီးဖြစ်နေတာဒါမှမဟုတ်အပေါ်ကိုကော့တက်နေရမျိုးတွေကလူပြိုကြီးအပြိုကြီးဖြစ်လာမဲ့ကျွန်တော်ရှိပြီးလက္ခဏာတွေပဲဖြစ်တယ်။ဒါဟာကံကြမ္မာတွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီစိတ်နေစိတ်ထားပေါ့စိတ်နေစိတ်ထားရဲ့အိမ်အောင်ပြုဖို့ထက်တယောက်တည်းနေရတာပို့ပြီးတော့အေးချမ်းနေလို့အဲ့လိုမျိုးဆုံးဖြတ်လိုက်တာဒါမှမဟုတ်စိတ်မှာထင်လဲရှင်မှာပို့ပြီးတော့ဒီလိုမျိုးလက္ခဏာပုံစံတွေကဖြစ်ပေါ်နိုင်ပါတယ်ကျွန်တော်အခုလိုစိတ်ဝင်စားကြကောင်းတဲ့လက္ခဏာဘူတုဒ္ဓတွေကိုအလင်းအသင့်သလိုဆက်လက်တင်ဆက်ပေးသွားပါပါအားလုံးပဲကောင်းသောကံကြမ္မာကိုပိုင်ဆိုင်နိုင်ကြပါသည်ကျွန်တော်ဆရာရာဟုဖြစ်ပါတယ်